မြတ်စွာဘုရားရဲ့ဘဝမှာအကြီးအကျယ်အရှက်တကွဲအကျိုးနဲ့ဖြစ်အောင်ဆွဆွဲခံရမှုကြီးဟာနှစ်ကြိမ်ကြုံခဲ့ဘူးသုံးတရီဆိုတဲ့ပရပိုက်မှာရဲ့ပြဿနာတစ်ခုစိန်စမာနဝိကာရလို့ဆိုတာရဲ့ပြဿနာတစ်ခုအောင်ကြီးစင်ပါထဲမှာတော့စိန်စမာနဝိကာကြောင့်သိနေကြတယ်ပေါ့နော်အဲ့တော့မသိတာကသုံးတရီဆိုတဲ့ပရပိုက်မှာရဲ့ပြဿနာသုံးတရီဆိုတဲ့ပရပိုက်မှာလေရုပ်ဆင်းကအမတန်မှချောမောလှပါတယ်ငယ်လဲငယ်အဲ့တော့သူ့ကိုတိုက်တွန်းကြတယ်ဆွဆွဲဖို့ရအတွက်သူ့ကိုအသုံးပြုကြတယ်ပေါ့သူကဘာလုပ်ပေးရမလဲလို့ဆိုရင်နေ့စဉ်ဘုရားကျောင်းတော်ကတရားတော်မတွေတရားနာပြီးအပြန်မှာသူကကျောင်းတော်ဘက်ကိုသွားရတရုပ်ဆောင်တာပေါ့လေခုခေတ်လို့ဆိုလို့ဟုတ်ကဲ့လူတွေကတွေ့တယ်သုံးတရီပဲသွားတာတော့ဆိုရင်ဇေတော်အကျောင်းသွားမလို့အဲ့ဒီအပြောလေးနဲ့သူကဇေတော်အကျောင်းကိုနေတိုင်းသွားတယ်ညနေနေဝင်ချိန်ဆိုရင်ဇေတော်ကျောင်းသွားပြီကျန်တဲ့လူတွေကဘုရားဘူးတရားနာပြန်လာရင်သူကဇေတော်ကျောင်းပဲသွားသို့တော့ဇေတော်ကျောင်းသားရောက်တဲ့အခါကျတော့အဲ့ဒီမွေမှုလှက်ပတ်ဝင်လာပြီးတော့တခြားလမ်းကနေထွက်သွားတယ်ပေါ့ဘာဖြစ်လာအောင်လို့ဆိုလူတွေတန်တရားဖြစ်လာအောင်လုပ်တဲ့သဘောပေါ့နောက်အဲ့ဒီလိုအများသိလာအောင်ညနေတိုင်းဇေတော်ကျောင်းသွားတယ်ဆိုတာလေးကပတ်ဝန်းကျင်ကပြောဆိုလာတဲ့အချိန်လေးမှာမလုပ်တော့ဆိုတော့အမတန်ရက်ဆက်တဲ့အကြံပဲသုံးတရီကိုလူသားသမားငှားပြီးတော့တပ်ပလိုက်တပ်ပစ်ပြီးတော့သုံးတရီရဲ့အလောင်းကိုဇေတော်ကျောင်းထဲမှာသွားပြီးတော့ပစ်ထားလူတွေဖះကိုပန်းနေပူဇော်တဲ့ပန်းနေနဲ့အမိုက်တွေပစ်တဲ့နေရာထဲမှာသုံးတရီရဲ့အလောင်းကိုဖုံးပြီးတော့အဲ့ပစ်ထားတယ်အဲ့ဒီလိုလဲတပ်ဖြတ်ကျူးလွန်ပြီးတဲ့နောက်မှာသုံးတရီပျောက်နေတယ်နဲ့ဘုရင်စီတိုင်တာပေါ့တိုင်တော့လိုက်ရှာဘယ်မှာတန်တရားရှိတော့ဟာဒီရဲ့ဘက်မှာ तू နေတိုင်းဇေတော်ကျောင်းသွားတယ်ညနေဆိုရင်အဲ့ဒီပဲသွားတယ်ဇေတော်ကျောင်းမသင်္ကာဘူးဆိုပါစစ်တဲ့သူ့အလောင်းကဇေတော်ကျောင်းထဲကတွေ့လာတယ်အဲ့ဒီလိုတွေ့လာတဲ့အခါကျတော့ဘာလို့ကြတော့ဆိုဒီသုံးတရီလေးကိုမတရားပြုကျင့်ပြီးတော့အခုလိုတတ်ပြစ်ပြီးတော့ဖုံးကွယ်ထားကြတယ်ဒီယဟန်တန်ဃာတွေကလောက်ကြယဟန်ဂေါရမသူ့တပည့်တွေနဲ့ဒါတွေကိုကျွလွန်ပြီးတော့လူသားမှုထီအောင်ကျွလွန်ရတယ်ဆိုပြီးတော့မျိုးထဲမှာလိုက်ကြောင်ညာလို့ကဲတော့ဒီဆွဆွဲမှုကြီးကဘလောက်ကြီးကျယ်တဲ့ဆွဆွဲမှုကြီးတော့စဉ်းစားကြည့်မယ်ဆိုဖြည့်ရှင်းမှုအလွန်ခက်တယ်နော်တတိတက္ကရာတဲ့ရှာဖို့အလွန်ခက်တယ်အဲ့ဒီလိုဖြစ်နေရင်ကနေပြီးတော့အားလုံးကလူတွေကရသောအပြင်လူဆိုတာကအသိဉာဏ်မရှိတဲ့လူကများတာဘယ်လိုလုပ်တော့ဂေါရမဘုရားနဲ့တပည့်တွေတော်တော်ဆိုးတာပဲသုံးတရီကိုမတော်မတရားလုပ်ပြီးတော့တပ်ဖြတ်ထားကြတယ်တပ်ဖြတ်မှုကျွလွန်တဲ့နဲ့ဆိုပြီးတော့ဒီလိုအိုးအကောင်းလည်းဖြစ်နေတဲ့အချိန်မှာဘာဖြစ်လာရဟန်းတန်ဃာတွေမျိုးရဲရွာရဲဆွမ်းခံသွားတယ်ဆိုလို့ရှိရင်ဆဲကြတယ်အတင်းပြောကြတယ်မဟုတ်တာတွေပြောကြတယ်ဆိုရဟန်းတန်ဃာတွေမျက်နှာမလှဘူးပေါ့ဆွမ်းခံသွားဘူးရဟန်းတွေကမျိုးရဲကိုမသွားရဲအောင်ဖြစ်လာတယ်ပေါ့အခြေအနေကအဲ့လောက်ထိအောင်ဆိုးလာနောက်ကြတော့သူတို့လှုပ်တဲ့လှုပ်ရဟာပေါ်လာငှားရမ်းပြီးတော့တတ်တဲ့လူသားသမားတွေကအရက်သမားတွေဆိုတော့သူတို့ကအရက်တော်ရင်တော့ဟုတ်လားထရင်မှုတော့နွားကိုပေါ်ကျွဲကိုပေါ်ဆိုတာသူတို့တတ်တယ်ဆိုတာပေါ်လာတဲ့အခါကျတော့အဲ့ဒီအကြောင်းကိုစုံစမ်းထောက်လှမ်းနေတဲ့ပုဂ္ဂိုလ်တွေကဒီစကားလည်းကြားရောစုံစမ်းတော့တာပေါ့ဖမ်းပြီးတော့မေးတဲ့အခါကျတော့ဟုတ်တယ်သူတို့တတ်တယ်ဘယ်သူကတတ်ခိုင်းတာတော့ဆိုပရပိုက်တွေကတတ်ခိုင်းတာဆိုသူတို့ရဲ့လောက်ရကြီးဟာအဲ့ဒီမှာပြန်ပေါ်သွားဒီဆွဆွဲမှုကြီးဟာကြည်တာမန်အနေနဲ့ဆိုဖြည့်ရှင်းမှုအမတန်ခဲရနေရသော်ဘုရားဟာအခုလိုဆွဆွဲခံရတာဟာဘာကြောင့်လဲဆိုလို့ရှိရင်မုနာလီဆိုတဲ့လူဆိုးဘဝတုန်းကပိစိကဗုဒ္ဓဓမ္မကိုသူကဆွဆွဲခဲ့တယ်တဲ့အဲ့ဒီဆွဆွဲခဲ့တဲ့ပြစ်မှုရဲ့ကံကြမ္မာဝတ်ကြွေးကိုသူခုပေးစားရတာ